ယုံကလေးရဲ့မုံလာဥနီကလေးတို့ရေဒီနေ့မှာတော့တောအုပ်လေးတဲကတငယ်ချင်းတစုရဲ့ချစ်စရာကောင်းတဲ့မုံလာဥနီတန်တရားဆိုတဲ့ပုံမြင်လေးကိုပြောပြပေးမယ်နော်တခါကနှင်းတွေဖုံးနေတဲ့ဆောင်းရာသီမှာပေါ့ယုံကလေးကအရန်ကြီးပြီးရတာရှိမဲ့မုံလာဥနီကြီးနှစ်ဦးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ယုံလေးကတအုပ်ကိုတော့ဘိုင်းဝအောင်စားလိုက်ပေမဲ့ကျန်တဲ့တအုပ်တော့သူ့တငယ်ချင်းတွေအတွက်မျှဝေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ယုံကလေးဟာမုံလာဦးညီကြီးကိုပွေ့ချီပြီးမြင်းကလေးရဲ့အိမ်ကိုသွားခဲ့ပါတယ်။မြင်းကလေးအိမ်မှာမရှိတာနဲ့ငါတငယ်ချင်းဗိုက်စားတဲ့အခါစားရအောင်ဆိုပြီးအိမ်ရှိမှာမြစ်တာနဲ့ထားခဲ့ပေးလိုက်တယ်လေ။တကယ်တော့ဒီမုံလာဦးညီကြီးဟာတငယ်ချင်းတယောက်စီကနေတယောက်စီကိုမြစ်တာလက်ဆောင်အဖြစ်ကူးပြောင်းသွားခဲ့တာပါ။မြင်းကလေးကနေတိုးကလေးစီတိုးကလေးကနေတမင်လေးစီနောက်ဆုံးမှာတော့စိတ်ပူတတ်တဲ့တမင်ကလေးကယုံကလေးရဲ့အိမ်ထဲထိမုံလာဦးညီကြီးကိုပြန်လာပို့ပေးခဲ့ပါတယ်။နောက်တစ်နေ့မနေ့ရုံကလေးနိုးလာတဲ့အခါမှာတော့အံ့ဩဝမ်းသာစရာပဲသူပေးလိုက်တဲ့မုံလာဦးညီကြီးကသူ့စီကိုပြန်ရောက်နေတာပေါ့ရုံကလေးကပြုံးပြီးတွေးလိုက်မိတယ်အော်ကိုကသူတစ်ပါးကိုစေတနာထားရင်အဲ့ဒီစေတနာဟာကိုယ့်စီကိုပျော်ရွှင်မှုတွေအဖြစ်ပြန်ရောက်လာပါလားတဲ့ဒီပုံမြင်လေးအတိုင်းကလေးတို့လည်းစေတနာစိတ်ကောင်းထားမယ်ဆိုလို့ရှိရင်ကိုယ့်စီကိုပျော်ရွှင်မှုတွေကိုပြန်လဲရရှိမယ်ဆိုတာကိုသိလောက်ပြီးထင်ပါတယ်ဒီနေ့အတွက်တော့ပုံမြင်လေးကဒီလောက်ပါပဲနောက်မှပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်